โอ้မချင်ရေဒီနေ့ရေပွဲထောင်းထောင်းတော့ဗောလေစားချင်တဲ့တော်ပဲမချင်ရေရေပွဲထောင်းစားချင်တဲ့သူတွေအဲ့ဆိုချစ်တယ်လို့ပြောချစ်တယ်โอเคထောင်းနီးလေးပါပြောပြမယ်အလွယ်ဆုံးနဲ့အရှာတာပြပြနှစ်ထောင်းရင်ဘလို့ထောင်းရလဲဆိုတော့သိကြမယ်လားကဲငရုတ်ဒီစိန်ကြက်သွန်ဖြူရဲ့အချုံမုံအနေငယ်ရဲ့ထည့်ပြီးတော့မှဆက်ဆက်လေးထောင်းရင်ပိုစားကောင်းတယ်ရေပွဲကလေးအဲ့တော့ဆက်ဆက်လေးထောင်းတယ်ထညက်ထည့်တယ်ငံပြာရည်ထည့်တယ်တမယာတီးကိုတော့ငပိထည့်ပေါ့နော်တမယာတီးကိုတော့ချမ်းကအတီးအစစ်ထည့်တယ်ပေါ့နော်ဟိုရေပွဲထောင်းကငရုတ်ဒီစိန်အဆက်နဲ့ဒီတမယာရီပေါ့နော်တမယာတီးရဲ့အဆက်နဲ့ပြီးတော့မကြီးနှစ်နည်းနည်းထည့်လိုက်တယ်အရာတာပြပြနှစ်လေးဖြစ်စေတယ်ပေါ့နော်သူကရေပွဲထောင်းကနည်းနည်းဆက်လေးပိုစားကောင်းလေးပေါ့နော်အဲ့တော့အရသာပြပြနှစ်လေးထောင်းလိုက်တယ်ပြီးသွားလို့ရှိရင်အရသာကွက်တိဖြစ်ပြီးဆိုရင်တော့ကျွန်တော်ခင်းချင်းဒီပဲတောက်ရှမ်းနန်းနဲ့ရေပွဲတပွဲစာထည့်လိုက်တယ်ပေါ့နော်အဲ့တော့တပွဲစာဘယ်လောက်ရောင်းလဲသိချင်နေတဲ့သူတွေလည်း comment မှာရေးခဲ့လို့ရတယ်နော်ပကံလေးလည်းထည့်လိုက်မယ်အရသာပြပြနှစ်လေးနဲ့ဝါအနက်တအားမှုေးတယ်ပေါ့နော်အဲ့တော့ထောင်းနီးလေးကတော့အလွယ်ဆုံးလိုက်လို့တက်ကြလိုက်မယ်လို့ယုံကြည်တယ်တအားကိုစားချင်တယ်လို့ဒီနေ့ပြပြနှစ်လေးထောင်းစားလိုက်တယ်တကယ်လို့မှစီးပွားဖြစ်လှုပ်ရောင်းဖို့စဉ်းစားနေတဲ့စိုင်ဖွင့်ဖို့ဆုံးဖြတ်ချက်ချထားတဲ့အရင်နေ့တိတ်မများပဲနဲ့စားချင်တယ်ဆိုချမ်းနဲ့ရန်ကုန်အပြင်တွေ့တလပိုင်းမှာလာဆောင်လိုက်တရက်တင်နဲ့ကျွန်တော်တင်တဲ့မှာထောင်းနီးတုတ်နီးတဆိုင်စာ16မျိုးပါမယ်ပြီးရင်စားအုပ်လည်းရမယ် online အတန်းလည်းရမယ်အပြင်တွေ့ VIP တင်ရမယ်အတန်းပုံမှန်တင်နေကြရတော့9သိန်း9000ကြိုအပ်တဲ့တူ9ဦးသွင်းကိုကျွန်တော်4သိန်း2000နဲ့ရှာနေသေးတယ်4သိန်း2000ပြည့်တာနဲ့ကျွန်တော်တင်နေကြေးတက်မယ်အဲ့တော့အထူးကြေးနဲ့အမီအချင်တဲ့သူတွေအပြင်တွေ့မှာတတေးချာချာစိုင်ဖွင့်ဖို့လာဆုံးချင်တဲ့သူတွေကတော့အထူးကြေးနဲ့ screenshot ပြီးအပြင်တွေ့အတန်းလို့ပြောပြီးတွားအပ်လိုက်လို့ရတယ်တလပိုင်းမှာစုံကြမယ်နော်အဲ့တော့စုံချင်တဲ့သူတွေ yes လို့ရေးထားခဲ့ပါ bye bye